ဖွင့်မကြည့်ဘူးတဲ့သူ့ယောက်ျားမှတ်ပြီးငိုးနေတာလေအောင်မလေးရှင်ပြစ်သွားတော့ကျမဘလို့နေရမအောင်ဘာညာနဲ့အောငိုတာပေါ့အမျိုးသမီးတယောက်အမျိုးသားကသွားပြီးတော့အဝေးမှာအလုတ်လုတ်တရင်ရောက်လာတယ်သူ့ယောက်ျားသေတယ်ကြားလို့တငယ်ချင်းတယောက်ခေါ်ပြီးသူ့ယောက်ျားအသွားလှုပ်လှုပ်တဲ့စီလိုက်သွားဟိုကြတော့ဘာမပြောညာမပြောနဲ့သူ့ယောက်ျားလှုပ်လှုပ်တဲ့ရွာရောက်တော့လိုက်ရှာတာအလောင်းတစ်ခုတွေ့ဖွင့်မကြည့်ဘူးတဲ့သူ့ယောက်ျားမှတ်ပြီးငိုးနေတာလေအောင်မလေးရှင်ပြစ်သွားတော့ကျမဘလို့နေရမအောင်ဘာညာနဲ့အောငိုတာပေါ့ရှင်ပြစ်သွားတော့ဆိုတော့အဲ့ဒီအတုပပိုင်ရှင်ကထွက်လာတယ်ဟဲ့ဒီကလေးမှဘဲနေလားငိုဟဲ့ညီကဘယ်သူတော့ကျမဘယ်နယ်ကဘယ်သူပါပေါ့ဘာဖြစ်လို့ငိုနေတာတော့ဒါကျမယောက်ျားသေးတာဆိုဟဲ့မဟုတ်ဘူးခဲအဲ့ဒါငါတို့အဖွားကြီးလို့ပြောတာလေအဖွားကြီးယောက်ျားမှတ်ပြီးမှငိုတာအလောင်းမှပြီးငိုတာတဲ့ပြန်လာတော့ရှက်လွန်းလို့သူ့နောက်ပါလာတဲ့ဖော်ခေါ်တဲ့လူပြောတယ်ရွာကြဘယ်သူမှမပြောပါနဲ့ရှက်လွန်းလို့ဆိုတာမပြောဘဲတော့ငါမနေနိုင်မှုထင်တယ်နော်နောက်တစ်ယောက်ကလေမလုပ်ပါနဲ့ကွယ်တဲ့သူ့ယောက်ျားလှုပ်လှုပ်သွားလို့ရခဲ့တဲ့သဘာ6တောင်းဘယ်သူမှမပေးဘူးညီးပဲပေးမယ်ပါဇက်ကိုကြဘာ6တောင်းနဲ့ပိတ်တာအဲ့ဒီရွာကပြန်လာတော့သဘောတူခဲ့တဲ့ကို့ရွာလဲဝင်ငံနီးရောသဘောတူထားတဲ့ဟိုမျိုးသမီးကညီးသဘာ6တောင်းမလိုချင်တော့ပါဇက်ကလည်းရာပြောချင်လာပြီတဲ့အဲ့ဒါလေသဘာ6တောင်းတဲ့ကိုပိတ်မရတာဟုတ်ပြီလားပြောချင်တာဗာလဲမင်းပါဇက်ထိန်ရတာခက်တာပြောတာပါဟုတ်ပြီနော်ဝါစာယတံဝရောတာတို့ခက်တာတခုတည်းထိန်မှာဆိုရှင်ဖျားတို့ပါဇက်ပဲထိန်မှာဘာပဲထိန်ရမယ်